ဆိုင်းဘုတ်တစ်ခုကိုကြည့်လိုက်ရင်နာမည်တစ်ခုလိုပဲထင်ကြတာများတယ်ကျွန်တော်တို့ကတော့ဆိုင်းဘုတ်တစ်ခုဟာလုပ်ငန်းတစ်ခုရဲ့ပထမအဆုံးနှုတ်ဆက်စကားပါပဲကျွန်တော်ဒီလုပ်ငန်းကိုတော့2014ခုနှစ်ကစလုပ်ခဲ့တာပါစလုပ်တုန်းကတော့လူ3ယောက်နဲ့လုပ်ခဲ့တာပေါ့စလုပ်တုန်းကတော့အဲ့လောက်ထိတော့မဆုံးလင်းသေးဘူး UV ဆက်ရှိရပေါ့နော် UV ဆက်ကတော့ကျွန်တော်ပထမအဆုံးမြန်မာနိုင်ငံကိုတွင်းခဲ့တဲ့လူပဲဖြစ်ပါတယ် UV ဆက်ကဒီမှန်ပေါ်မှာ print မလားကြွေပြားပေါ်မှာ print မလားတန်ပြားပေါ်မှာ print မလား any item ပေါ် print လို့ရပါတယ်ကျွန်တော် CNC ရှိမယ် sticker set ရှိမယ် banner set ရှိမယ်ဒီလေးလုံးလေးနဲ့ပဲကျွန်တော်တို့လုပ်ငန်းကိုစတင်ပြီးမှပြုလုပ်ခဲ့ပါတယ်ကြော်ညာနဲ့ပတ်သက်လာရင်တော့ offset ကလွဲပြီးရင်အကုန်လုံးရပါတယ်ကျွန်တော်တို့ CNC ဖြတ်တာလေးပေါ့အသားဖြတ်မလား composite ဖြတ်မလားနောက် fiber laser နဲ့တိုင်တွေဖြတ်မလား steel တွေဖြတ်မလားပွဲတွေမှာသုံးတဲ့ promotion item တွေ flat လေးပိတ်စာပေါ်မှာ print တာလေးတတ်နိုင်သမျှစုံလင်အောင်ကျွန်တော်စီစဉ်ထားပါတယ်ကျွန်တော်တို့နှစ်တိုင်းတော့တရုတ်ပြည်ပြပွဲသွားပါတယ်နိုင်ငံခြားမှာဘာတွေထွက်ပေါ်နေရလဲကျွန်တော်ဗမာပြည်နဲ့ကိုက်ညီတယ်ဆိုရင်ကျွန်တော်ထည့်သွင်းပါတယ်ကျွန်တော်တို့ကတော့အဲ့တည်းမရွေးပါဘူးဗျပတိုင်းတပေပတ်လည်းထုတ်ပေးတယ်စတီကာတပေထုတ်ပေးတယ် production ထုတ်လုပ်ရင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းရဲ့ sign ပုတ်ကို LED warranty 2နှစ်ပေးပြီး power supply warranty 1 year ကျွန်တော်ပေးပါတယ်ကျွန်တော်ဆိုင်ရဲ့လိပ်စာက59လမ်း100နဲ့102လမ်းကြားမှာပါပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ quality ကိုဂျင်းနဲ့ချင်တယ်ဆိုရင် Mr. Print ကိုကြာလန်းခဲ့ဖို့ဖိတ်ခေါ်ပါရစေ